share ကြီးဗျာလုံးဝအမိုက် Master ကနောက်ဆုံးထွက်ထားတဲ့ Lethal Neighbor ပါဒါက Venom ပါဆိုတော့အထဲထဲမှာဘယ်လိုပါလဲကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်နော် site ကြီးကလည်းအကြီးတော်တော်မိုက်တယ်အနောက်ကအဖြူရောင်နေဆိုတာပလဲပေါက်ရောင်ခေါ်မှာပေါ့နော်မြန်မာလို့ဆိုလို့ရှိရင်သူကအဲ့လိုမျိုးအရောင်လုံးဝအဖြူစစ်စစ်တော့မဟုတ်ဘူးဒီခေါင်းတွေပါလေလှုပ်ထားတာအစတော်တော်ကြီးကိုမိုက်တာဗျသွားဆိုတရောင်သွားဆိုနည်းနည်းဝါချင်းချင်းလေးသူလှုပ်ထားပြီးမိုက်တယ်အရောင်ကတော့သူကအနက်ရောင်အစ်စ်မဟုတ်ဘူးသူကဒီမဲနဲ့ရောင်လို့ခေါ်မှာပေါ့နော်ဒီမျိုးအဲ့ခရမ်းရောင်ဘက်ကိုနည်းနည်းလေးပို့သွားတယ်ပြီးရင်ကျွန်တော်တို့ထွက်ထားတဲ့ဒီ Black Suit Neighbor Spider-Man ထက်ကိုပို့ပြီးတော့အရောင်ကဆိုးတယ်တောက်တယ်glossy ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့ accessory တွေဘာတွေပါလဲကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်သူ့ရဲ့ခေါင်းပေါ့နော်တော်တော်မိုက်တယ်ပြီးသွားလို့ရှိရင်ဒါသူ့ရဲ့ဒီခုတ်အောက်ကဟာပါပါတယ်ဆိုတော့သူကဒီလိုဖြုတ်လဲလို့ရတယ်အရင်လိုမျိုးခေါင်းသီးသားမဟုတ်တော့သူကဒီလိုပါလဲလို့ရတယ်လုံးဝအမိုက်ရှေ့ဒါပဲလားဆိုမဟုတ်သေးဘူးရဒီရပါသေးတယ်တော့ဒါအောင်လဲမယ်ဆိုလို့ရှိရင်ဒီလိုပြန်ဖြစ်သွားမှာဒါလေးတက်ကြည့်လိုက်တော်တော်မိုက်တာဗျရှေ့လုံးဝဟို Venom တဝက်လူတဝက်ဖြစ်နေတဲ့မျက်နှာလုံးဝမိုက်ရှေ့ဒါကတော့သူ့ရဲ့ဒီ accessory အန်ကွက်ထဲကဒုတိယမြောက်အန်ကွက်ပေါ့နော်ထုံးစံတိုင်းပဲ base plate ပါမယ်ခါညက်ကွင်းနဲ့ဒီစတန်းဟိုတန်ချောင်းလေးပါမယ်နောက်ဒီမှာဒါ Venom လက်ကထွက်တဲ့သူ့ရဲ့ Venom ဟိုဟာအမြင်တွေပါမယ်ခေါင်းပါသေးရဲ့ဗျခေါင်းရှာထွက်နေတဲ့ခေါင်းကြီးဒါဖွင့်ကြည့်လိုက်တော့မှဆိုတော့ base plate ခုံကလည်းမဲနဲ့ရောင်နဲ့ဒီပလဲပေါက်အဖြူရောင်ပေါ့နော်သူကဟိုလုံးဝအမဲရောင်မဟုတ်လုံးဝအမိုက်ကြီးလုံးဝအမိုက်သွားတွေအစားတော်တော်မိုက်တာရှေ့ဒါတော့လက်မှာတက်တဲ့ effect တွေပေါ့နော်ဒါတွေကတော့ကြောမှာတက်တဲ့ဟာတွေသူကြောမှာအပေါက်ပါဆိုတော့ဒါတွေကတော့နောက်ဗီဒီယိုမှာပဲကျွန်တော်တက်ပြလိုက်တော့နော်လက်3စုံအပိုပါတယ်သူကဒီလက်ရယ်လက်တီးရယ်နောက်ထပ်ထူးကြတာပြအောင်မယ် Venom ရဲ့6ရောက်ကဒီလိုမျိုးကျွန်တော်ဖက်နှက်လိုဟာမျိုးလုံးချောတင်မဟုတ်ဘူးပေါ့နော်ဒီလို monster 6ရောက်ကြီးလည်းပါတယ်ဒီလိုမျိုးခြေချောင်းတွေပါတယ်ဟာဒါကသူ့ရဲ့ဒီငကိုအယုတ်မှာတက်ထားတဲ့ဟာ Master ကထွက်ထားတဲ့ဒီ Black Suit Neighbor အယုတ်နဲ့ကျွန်တော်ရှင်းကြည့်လိုက်အောင် site လဲကွာတယ်အယောင်တွေရုပ်ထွက်တွေလည်းကွာတယ်ပေါ့နော်ပြီးတော့အယုတ်ရဲ့ weight ကသူကကြစ်ကလေးသူကဒီကောင်ကနည်းနည်းလေးပွားတယ်လို့ခံစားရတယ်အယောင်ကပြောင်းနဲ့ glossy ဖြစ်တယ်ဒီကောင်က matte black ဒီကောင်ကတော့ကြောမှာတော့အပေါက်မပါဘူးဒီကောင်ကကြောမှာအဲ့လိုမျိုးအနောက်ကအမြင်တွေထွက်ဖို့အတွက်အပေါက်တွေပါတယ်ပေါ့နော်ပြီးတော့ဒီကောင်ကခေါင်းလေးလုံးတောင်ပါတယ်ဒီကောင်ပါဝင်ဆိုနောက်တော့ plus 3 ပါတယ်ဒီကောင်ကတော့ခေါင်းတစ်လုံးပဲပါဒါပေမဲ့ तू ကလက်တွေပိုများတယ်နောက် spider web လို့အမြင်တွေပိုများတယ်ဒါရောရှယ်ကြီးလုံးဝအမိုက်ဆိုတော့ okay ပါဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ Master ရဲ့ Lethal Neighbor Venom ကိုမှာကျင်တယ်ဆိုလို့ရှိရင်2သိန်းကျပ် plus Telegram နဲ့မှာလို့ရပါမယ်အိမ်ရောက်ငွေချေရပါတယ်ဒါပေမဲ့စရန်ကတော့ကျွန်တော်တို့တဝက်ကြိုယူပါတယ်ဗျစောင့်တိုင်းချိန်ကတော့ရက်30ပါ install ကတော့အများကြီးတော့အပိုပါမှာတော့မဟုတ်ပါဘူးကြိုမှာထားမှာပဲစိတ်ချရမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗီဒီယိုကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်